တရုတ်နိုင်ငံကဘဲမွေးမြူရေးလုပ်ငန်းတွေမှာတော့ဘဲဥတွေကိုတရုတ်ရိုးရာနီလန်းတွေအတိုင်းအကောင်ဖောက်ကြပါတယ်။ဘဲဥတွေကိုအကောင်မပေါက်ခင်အချိန်ထိအပူချိန်နဲ့အဆူတိုင်းမှုမရှိအောင်အဝတ်ပပလေးတစ်ခုနဲ့တေးချလေးအုပ်ပေးထားရပါတယ်။အကောင်ပေါက်လာတဲ့အချိန်မှာလေယောဂါတွေကိုဆက်ခရခြင်းမရှိရလေအောင်ကာကွယ်ဆေးထိုးပေးကြရပါတယ်။ပြီးရင်တော့ဘဲပေါက်လေးတွေကိုရေကန်တဲကိုပြစ်ချလိုက်ပါတယ်။ဒါမှသာဘဲပေါက်လေးတွေရဲ့ကျန်းမာရေးနဲ့အစာကျွေးမွေးဖို့အတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။တချို့ဘဲကြံတွေမှာတော့ဘဲတွေအတွက်အထူးဆောက်လုပ်ပေးထားတဲ့အဆင့်မြင့်မြင့်ဘဲကြံတွေလည်းရှိပါသေးတယ်။တခါတလေမှာဘဲတွေကကျန်းမာတန်ဆွမ်းပြီးဖွံ့ဖြိုးမှုမြန်ဆန်ဖို့အတွက်ရေကူးဖို့နဲ့လွတ်လပ်စွာသွားလာနိုင်ဖို့နေရာကျကျလေးလိုအပ်ပါတယ်။တမတ်ထားတဲ့အရွယ်ရောက်လာတဲ့အချိန်မှာတော့ဘဲတွေကိုဥဖို့အတွက်လောင်အိမ်တွေထဲမှာထည့်ထားလိုက်တာပါ။ဥရည်အတွက်နည်းနည်းသာဥနိုင်တဲ့ဘဲဥမတွေကိုတော့အသားစားဖို့အတွက်ပြန်လည်ရောင်းချကြပါတယ်။တရုတ်နိုင်ငံကဘဲမွေးမြူရေးလုပ်ငန်းတွေမှာတော့ဒီလိုမွေးမြူရေးနည်းလမ်းတွေကိုအသုံးပြုပြီးဘဲဥရောဘဲကောင်တွေပါရောင်းချပြီးနှစ်စဉ်ဝင်ငွေများစွာရရှိနေကြတာပဲဖြစ်ပါတယ်။